ရှေးဟောင်းအဆောက်အုံတွေဖျားเจ้าတွေနန်းတော်တွေနာမည်ကြီးနေရာတွေများစွာတည်ရှိတဲ့မာလကာမြို့မာလာ CCA City တို့ရောက်ရှိမင်္ဂလာပါဘလော့ဘန်အော်သူပေးကနေနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ယခုတစ်ခါရောက်ရှိနေတဲ့နေရာလေးကတော့နာမည်ကြီးနေရာရှေးဟောင်းအဆောက်အုံတွေရှေးဟောင်းအမွေနှစ်တွေနန်းတော်တွေတည်ရှိတဲ့နေရာကိုတွားရောက်လည်ပတ်မှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ဗီဒီယိုဘလော့လေးကိုကျွန်တော်တို့နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုရင်းနဲ့အပန်းဖြေလိုက်ကြရအောင် let's go ဒီပါဆိုရင်လည်းရှေးဟောင်းအဆောက်အုံတွေနဲ့အတူရှေးဟောင်းဆိုင်ခန်းတွေများစွာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကတော့မာလကာမြို့တွင်းမှာရှိတဲ့မာလာ CCA နေရာနာမည်ကြီးမြို့တော်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်အဲဆိုရင်တော့ရှေ့ဆက်ပြီးသွားလိုက်ရအောင်လက်ရှိနေရာကတော့မာလာ CCA လို့နာမည်တည်ရှိပါတယ်ရှေးဟောင်းမြို့တော်တွေရှေးဟောင်းအမွေနှစ်တွေရှေးဟောင်းအဆောက်အုံတွေနဲ့တူရှေးဟောင်းဤပညာတွေစစ်လက်နက်တွေများစွာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ဗီဒီယိုဘလော့လေးကိုအဆုံးထိလိုက်ပါကြည့်ရှုရအောင်မာလကာမြို့အားဆိုရင်နိုင်ငံသားအများစုလာရောက်လည်ပတ်တဲ့နေရာလည်းဖြစ်တယ်နိုင်ငံသားအများစုစီစီကားကားလာရောက်လည်ပတ်တာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှေးဟောင်းအဆောက်အုံတွေဖျားเจ้าတွေနန်းတော်တွေကိုလည်းများစွာတွေ့မြင်ရမှာပဲဖြစ်ပါတယ်လက်ရှိမာလာ CCA မြို့တော်အားဆိုရင်ညာဈေးတန်းတွေညမီးရောင်စုံတွေနဲ့လည်းစီစီကားကားလာရောက်လည်ပတ်ကြတယ်လို့သိရှိရပါတယ်နောက်ဘလော့တွေမှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်